Hello အားလုံးပဲမင်္ဂလာပါဒီနေ့တောင်းပြောပြပေးမှာက body scrub အကြောင်းပါအသားရည်ကြည့်ခြင်းနဲ့သားဖြူလာခြင်းနဲ့ဆိုရင်ဒီ body scrub ကလည်းမိထားလို့မရပါဘူးအခုပြောပြပေးမှာကတောင်းလက်ရှိသုံးနေတဲ့ပစ္စည်း quality နဲ့ဈေးနှုန်းနဲ့ဖဲဖြစ်နေမယ် Sandra ဆိုတဲ့ coffee shower scrub လေးပါတောင်းဒီဘူးလေးကိုလက်ရှိသုံးနေတဲ့တိတိကုံသွားပြီးပြီပေါ့နော် scrub ဆိုရင်သားမြင့်နေတဲ့အချိန်ချက်ချင်းသုံးရင်ချက်ချင်းသိတာကိုပူကြိုက်တယ်ပေါ့နော် scrub ကလေသုံးမှုသမျှ coffee scrub ထဲမှာပါဝအဆန်ဆုံးပဲတောင်းဆိုရင်လေဘေးနေတစ်ထောင်နေဆိုရင်အသားမညီဘူးပေါ့နော်ဒီဘူးမှာပါတဲ့အညွှန်းထဲမှာကြတော့တဝိုင်းပုံလေးတိတိကျကျတိုက်ပေးရမယ်ပေါ့နော်9မိနစ်လောက်သူကနှက်ထားပြီးပုံစံမျိုးလုပ်ပေးရမယ်အဓိကတော့အသားဖြူဖို့ဆိုတာ scrub နဲ့လိုရှင်းမယ် scrub တေချာတိုက်မယ် hydrating ပေးနိုင်တဲ့ moisturizer လေးတေချာလူမယ် SPF ပါတဲ့ lotion လေးတွေတေချာလူမယ်ဒါဆိုရင်အသားကြည့်ဦးကြည့် scrub သားလေးရလေးလေအရန်မဲမကြမ်းမဲနဲ့အရန်လည်းမနူးညံ့ဘူးဒီစည်းချလိုက်တာနဲ့လေဒီမှာကြည့်ကြည့် oh my god ချက်ချင်းဆိုတယ်လို့မျိုးအသားလေးက hydrating အပြည့်နဲ့ကြည်ပြီးတော့လင်းသက်သွားတစ်ဖက်မှာဆိုရင်လေရှင်ကြည့်ကြည့်ရေဓာတ်ပြည့်နေတယ်လို့မျိုးလေးကြီးကြီးပြောင်ပြောင်လေးနဲ့ရလဲကွာကြည့်အောင်တောင်းသုံးနေတဲ့150 gram ကိုမှ8000နဲ့မှ900တဲ့ scrub တိုက်တာကလေအမဲဆက်မာရွတ်တွေကိုလည်းတတစေတယ်ဓာတ်ဆဲတွေကိုလည်းဖိရှားပေးလို့အသားကြည်လာစေတာပေါ့နော် scrub လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီ page လေးမှာဝယ်ယူလို့ရပါတယ်နော်